查理ချက်ပလင်ရဲ့အကြောင်းအရာတွေတဲကအံ့ဩနှစ်သက်စရာလေးတစ်ခုချာလီချက်ပလင်ဟာသူ့ထက်အသက်အရွယ်ငယ်တဲ့အသက်30အရွယ်ဂျူနီယာမလေးအိုနာကိုလက်ထပ်ဖို့ခွင့်တောင်းတဲ့စကားလေးတွေကအတွေးတွေအများကြီးဖြစ်စေပါတယ်ချာလီချက်ပလင်နူးညံ့စွာပြောလိုက်တဲ့စကားလေးတွေကတော့မင်းလေးကိုဘလို့နေထိုင်ရမယ်ဆိုတာကိုသင်ပေးနိုင်ဖို့ငါ့ကိုလက်ထပ်ပါလားမင်းကတော့ငါ့ကိုဘလို့တည်ဆုံးရမယ်ဆိုတာကိုသင်ပေးဖို့ဆိုပြီးဖြစ်ပါတယ်မိန်းကလေးကပြန်လည်ပြောခဲ့တဲ့စကားကတော့မဟုတ်ဘူးချာလီဘဝကိုဘလို့ရင်းချက်တည်ငြိမ်စွာဖြတ်သန်းရမလဲဆိုတာကိုသင်ယူဖို့မင်းကိုလက်ထပ်မှာပါပြီးတော့မင်းကိုဘလို့နှုတ်ပြအောင်နေရမလဲဆိုတာသင်ပေးမယ်လေဆိုပြီးဖြစ်ပါတယ်တာယာလာတဲ့အိမ်တော်ရေးတစ်ခုအဖြစ်ချာလီချက်ပလင်တို့စုံတွဲဟာဖန်တီးနိုင်ခဲ့ကြပါတယ်သားသမီး၈ယောက်ထုံးကားခဲ့ကြပြီးချာလီချက်ပလင်ရဲ့နောက်ဆုံးထွက်သက်အချိန်အသက်88အထိအတူတူရှိခဲ့ကြပါတယ်အတူရှိနေချိန်များအတွင်းချာလီကချစ်တဲ့အိုးနာအတွက်ကန်ဒီလေးဟတ်တချင်းကိုတောင်ရေးခဲ့ပါသေးတယ်ခုတော့သူတို့နှစ်ယောက်လုံးကွယ်လွန်ခဲ့ကြပါပြီနှစ်တွေအတန်ကြာခဲ့ပေမဲ့သူတို့ရဲ့ချစ်ချင်းကတော့ရှင်တန်ကြံရစ်ဆဲဖြစ်ပါတယ်